တိကျကျကျွန်တော်ပြောတယ်ကျွန်တော်ဘဝနာတဲ့ကောင်ပါကျွန်တော်ဘဝနာတယ်လို့ကျွန်တော်ရေးပေးတော့ကျွန်တော်ပြောတာရေးပေးလိုက်တယ်လေအော်ခမဗျာခမကြည့်ရောခမကြည့်လားကြည့်တယ်ခမကြည့်လားမကြည့်လားဟာဖင်ဝနာဟာဟေ့ဒီဖင်ဝနာတွေကဘယ်လိုဖြစ်သွားလဲမရှက်လိုက်တာဗျာပဝင်းကျင်မှာကျွန်တော်ရှောက်သွားတယ်ဖင်ဝနာတယ်ဖင်ဝနာတယ်ဖင်ဝကဘာလို့နာတာလဲတဲ့ကျွန်တော်ဘယ်လိုဖြေရမလဲကပြောသမောဝင်းချုပ်လို့ပြောလိုက်ပေါ့ကွာဟာခမပိုးသိုးနေဗျာအခုခမရေးပေးတာတဲ့ဖင်ဝနာတော့ခမလုံးပေးခမဖင်ဝနာတော့ငါဘယ်လိုလုပ်ပေးရမှာလဲအော်အစင်ပြီးတော့လုပ်ပေါ်ဗျာမင်းဆက်နာမှာပေါ့ဟာတော့ဘူးလေဗျာခမဒီဖင်ဝနာတော့ခမအုပ်ပေးဗျာခမဟာဖင်ဝနာတော့အုပ်ပေးမင်းအနာပြောက်မှတစ်ခေါက်လာခဲ့ပါလားကွာဟာမဟုတ်ဘူးလေကိုလိုက်ခမဗျာပိုးသိုးနေဗျာအခုကအနာပြောက်တော့မှထပ်ပြီးတော့ပြန်ပြင်ပါလားလို့မဟုတ်ဘူးမလို့ဒီဖင်ဝနာတိုင်းကိုခမတခါတည်းအုပ်ပေးလိုက်ဖင်ဝနာတော့အုပ်ချင်တာနော်အုပ်ချင်လားကဲဟုတ်ကဲ့လေမဟုတ်ဘူးလေဗျာဒီနှစ်ဘူးကိုထိုးရမှာဖေကိုလက်ခိုင်းနေရငါမဟုတ်လေငါနေတော့ကြည့်မယ်လေရေချိန်ပါညာဘယ်လိုပြင်ရမလဲအဲ့လိုပြောဒီစာတန်းကိုအုပ်ချင်တာပြီးရောဖင်ဝနာတော့အုပ်မှာနော်အုပ်မှာဖင်ဝနာတော့အုပ်မင်းအုပ်ခိုင်းတာနော်အော်ဒီစာတန်းကိုအုပ်ခိုင်းတာဗာလေးတွေးနေတာလေမင်းအုပ်ခိုင်းတာနော်လို့ဟုတ်တယ်ငါတို့တော့တတူကထိုးပြီးပြင်ပေးတာမဟုတ်ဘူးတီးရမင်းဖင်ဝနာတော့ငါဘယ်လိုအုပ်ရင်ကောင်းမလဲအုပ်တယ်လို့လားအုပ်ဟုတ်လို့မင်းတော်နာမှာကွာအဖင်ဝနာတော့အုပ်မှာလေအဲ့တော့မင်းလောစေအနာသက်တောင်လောစေတောက်ထားလိုက်ပါမတော့ရှင်တော့ကျွန်တော်မတော့တဲ့ဟာတောက်လိုက်ရင်မင်းမင်းဖင်ဝနာတော့တက်တာသွားလိမ့်မယ်လုံးပြန်ပြီဒီဟာတခါဟိုတော့လည်းတခါခုနလည်းတခါဒီကူလည်းတခါအေးခဏဟုတ်တော့မှတ်မိတော့ဟာလုံးပြန်ပြီချက်ခဏချက်ရီလေးတော့တဲ့ပြီလားချက်အုံးပါနော်အုံးမယ်ပြောဖေဝနာတာအုံးမဲကောင်ရောက်လာပြီနော်ချက်ဒီကြလုပ်ပြီနော်ဟာဟုတ်ပြီဟိုကောင်မွေးချေရဒီမှာတော့လည်းတိုက်တယ်နော်တော့ပါမင်းအဲ့မှာမင်းဘဝနာတွေကဘာအောင်နာဖြစ်သွားပြီးတော့ပြင်ဝနာတွေပြောင်းသွားမှာဟုတ်တယ်မအုတ်ချင်တာမလားအုတ်ချင်တဲ့ရေပြင်ဝနာရကုန်ပြီပြင်ဝနာရကုန်ပြီမင်းကအုတ်တော့မယ်နော်မင်းကအုတ်တော့မယ်ကိုလိုက်ခင်ဗျာလားဘာဖြစ်တာလဲဘာဖြစ်ရမှာလဲခင်ဗျာကျွန်တော်သေချာပြောလေဖင်ဝနာတာကိုအုပ်ပေးပါလို့ဆိုတာအေးဖင်ဝနာတာကိုအုပ်ပေးတယ်လေခင်ဗျာအုပ်ပေးတော့ကြည်တာဘာလို့လဲဒီအမဲပြားကြီးရပါလေအမဲပြားကြီးရအော်အဲ့ဒါလေဒီအပေါ်အခွေးလေးကြပါဒီအခွေးလေးလားအခွေးလေးအဲ့ဒါအလူဟုတ်တယ်ဒီကကြတော့တဲကြတော့တဲကအော်လေပေါ်မှာလူရှိတယ်လေပေါ်မှာလူရှိတယ်ခင်ဗျာတက်ထိုင်မှာဆိုတော့လေပေါ်မှာလူရှိလားခင်ဗျာသီးကရနဲ့တိုက်တာတွန်းသွားပြီတော့ခင်ဗျာကျွန်တော်တတ်မှာ